ဘောလုံးပွဲတွေဝေးနေတဲ့အတွက်ကြောင့်ကစားသမားအဟောင်းတွေအကြောင်းကိုပြန်ပြောတဲ့ဗီဒီယိုလေးတွေရဲ့နောက်ဆုံးဗီဒီယိုဖြစ်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ကကျေးဇူးတင်စကားပြောတဲ့အကြောင်းလေးနဲ့ပဲပိတ်သိမ်းမှာဖြစ်ပါတယ်အရင်တုန်းကဗီဒီယိုတွေမှာကြားညက်ပြီးနည်းနည်းပါးပါးပြောခဲ့ပူးပေမဲ့ဗီဒီယိုတစ်ပုဒ်တီးတဲ့အနေနဲ့ကတော့ဒါပထမအဆုံးဖြစ်ပါလိမ့်မယ်ကျွန်တော် Granit Xhaka နဲ့လာကာဇက်တို့ကိုကျေးဇူးတင်တဲ့အကြောင်းပြောမှာဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့ခြေစွမ်းတွေနောက်ဆုံးကစားပေးခဲ့တဲ့ယာတီတွေမှာအသင်းပေါ်ဘလောက်ထိအကျိုးပြုနိုင်တယ်ဆိုတဲ့အပိုင်းတွေကိုတော့ကျွန်တော်ပြောမှာမဟုတ်ပါဘူးဒါကနည်းနည်းကျေပြန့်တယ်ရှည်လဲရှည်တယ်ပြီးတော့ performance ပိုင်းဆိုင်ရာအရာပြောမယ်ဆိုလို့ရှိရင် Granit Xhaka ကကြတော့တော်တော်လေးကိုကောင်းမွန်တဲ့အနေအထားမှာရှိခဲ့တယ်လာကာဇက်ကတော့အခြေအနေတစ်မျိုးပေါ့လေတက်နိုင်တဲ့လောက်တော့လုပ်ပေးခဲ့တယ်သို့တော့ performance ပိုင်းဆိုင်ရာအရာတော့အရန်ကြီးမားတဲ့ impact မရှိခဲ့ဘူးဒါပေမဲ့ယာယီအသင်းကောင်းဆောင်ဖြစ်ခဲ့တယ်အဓိက player တွေထွက်သွားပြီးတော့ကစားသမားအသစ်တွေနဲ့တော်တော်လေးအဆင်မပြေဖြစ်နေတဲ့ Arsenal အသင်းကို senior player တယောက်အနေနဲ့ညှစ်ပြီးတော့လှုပ်ဆောင်ပေးသွားခဲ့တာကတော့အမှတ်အများကြီးရစရာဖြစ်ပါတယ်ကျွန်တော်လာကာဇက်အကြောင်းကနေစပြီးတော့ပြောပါမယ်ဘူဘာမီယာနဲ့လာကာဇက်ဆိုတာဒီဘက်နှစ်တွေမှာကျွန်တော်တို့အတွက်အရန်အမှတ်တရရှိရဲ့အတွက်ဖြစ်တယ်သူတို့မှာက iconic ဖြစ်တဲ့နှစ်ယောက်ပေါင်းကစားဟန်ရှိတယ် iconic ဖြစ်တဲ့ celebration ပုံစံရှိတယ်တော်လေးကို brotherhood လို့ပြောလို့ရတဲ့ဆက်ဆံရေးအနေအထားတည်းလည်းရှိတယ်ပြောရမယ်ဆိုလို့ရှိရင်ဥပါလာကအတွဲကကျွန်တော်တို့ Arsenal ပရိသတ်တွေကြားထဲမှာ trend တစ်ခုတကယ်ဖြစ်ခဲ့ပါတယ် Premier League မှာလည်း trend ဖြစ်ခဲ့ပါသေးတယ်သို့တော့နှစ်ယောက်စလုံးခြေစွမ်းကျလာတဲ့အချိန်ဥပမီယန်ကလည်းအသင်းကနေထွက်သွားတဲ့အချိန်မှာလာကာဇက်တယောက်လည်းအချိန်တန်လို့ရှိရင်စာချုပ်ပြည့်မယ်ပြီးရင်သွားရမယ်ဆိုတဲ့အနေအထားမှာပဲကျွန်တော်တို့တွေမြင်ခဲ့ကြတယ်အခြေအနေအရရက်ကလည်းအဲ့ဒီလမ်းကြောင်းကိုပဲဥတည်နေခဲ့တာ哦ဆိုတော့ဥပမီယန်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာလာကာဇက်နဲ့ကျွန်တော်တို့ဂျားတွေကလည်းတိတ်ထူထူကျွန်တော်တို့မျှော်မှန်းခဲ့ခြင်းမရှိဘူးဒါပေမဲ့အစတည်းကလာကာဇက်ရဲ့စိတ်ပိုင်းဆိုင်ရာမာကျောမှုအသင်းအပေါ်ကိုရုံးပေးနိုင်တဲ့စွမ်းအားအပေါ်မှာတော့ကျွန်တော်တို့ပြည်သက်တွေလုံးဝတန်တရားမရှိကြဘူးခြေစွမ်းပိုင်းဆိုင်ရာမှာဥပမီယန်ကအပြတ်သက်သားပေမဲ့စိတ်သက်ပိုင်းဆိုင်ရာနဲ့အသင်းကိုကူညီပေးနိုင်တဲ့အပိုင်းမှာလည်းလာကာဇက်ကအပြတ်အသက်သားရဲဆိုတာကိုပြည်သက်တွေညင်းကြမယ်မထင်ပါဘူးကျွန်တော်အမှတ်အရဆုံးလာကာဇက်ရဲ့သွင်းကိုဆိုလို့ရှိရင်တော့စပါအသင်းနဲ့တူတူတည်ကြတဲ့ပွဲမှာပထမချီပါကိုနီကိုလတ်ပေပေဖန်တီးပြီးတော့စပါနောက်ခံလူတွေအများကြီးပိတ်ထားတဲ့ဂျားကနေကိုသမားလက်လှမ်းမမီလောက်တဲ့တောင်ချင်းနဲ့ကိုလှမ်းကန်တဲ့ကိုအဲ့ဒီကိုကျွန်တော်ကအနှစ်သက်ဆုံး Arsenal ကိုတွေအဖြစ်ကျွန်တော်ရဲ့ personal rating ရအမြဲတမ်းရှိနေမယ်ကိုပေါ့လေအဲ့ဒီကိုကျွန်တော်အမှတ်ရရှိပါတယ်လာကာဇက်ကဥပမီယန်နဲ့အတူတူတွဲပြီးတော့အောင်ပွဲခံတဲ့ပုံစံရှိသလိုမျိုးသူ့ရဲ့ signature အောင်ပွဲခံတဲ့ design လည်းရှိပါသေးတယ်အဲ့ဒီလို player ပေါ့လေဒါပေမဲ့သူ့ရဲ့တငယ်ချင်းဥပမီယန်မရှိတော့တဲ့အချိန်မှာလာကာဇက်လည်းတဖြည်းဖြည်းသူ့ရဲ့အခန်းကဏ္ဍကညော်နေလာတော့မယ်လို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့ Martinelli Saka အဲ့ဒီတော့ Smith Rowe ပေါ့လေသူတို့တွေနဲ့အတူတူပြန်ပြီးတော့အချိန်ရလာကာစချန်ပီယံလိဝင်ဖို့ပြန်စူးစမ်းနေရတဲ့ကာလတွေမှာသူ့ရဲ့ဦးဆောင်ပေးနိုင်မှုကတော်တော်လေးကောင်းခဲ့တယ်။ယာတီကုံသွားတဲ့အချိန်မှာတော့ပြည်သက်တော်တော်များများက1 year extension လောက်တော့တိုးပြီးတော့အသင်းမှာတရားတီဆက်ထားစေခြင်းကြတဲ့ပြည်သက်တွေတော်တော်များများရှိခဲ့ပါတယ်။ကျွန်တော်လည်းပါခဲ့ပါတယ်။ Arsenal အသင်းရဲ့ကြာဆင်းသွားတဲ့အချိန်တွေကနေပြီးတော့လူတူတူလေးပြန်ဖြစ်လာဖို့လဲတော်တော်လေးကျွန်တော်တို့ရုန်းခဲ့ရတာပါ။အဲ့ဒီကာလအတွင်းမှာစီနီယာပီသားခဲ့တဲ့သူတွေရှိတယ်။စီနီယာမပီသားခဲ့တဲ့သူတွေရှိတယ်။စီနီယာပီသားခဲ့တဲ့ player တွေထဲမှာမှတတိတသန့်ထုတ်ပြီးတော့ကျေးဇူးတင်စကားပြောချင်တာကတော့လာကာဇက်ပဲဖြစ်တယ်။လာကာဇက်ကိုကျွန်တော်အခုချိန်ကြီးအမှတ်ရနေတော့မှာပဲ။သူ့ရဲ့ခြေစွမ်းကတော့ထုံးစံတိုင်းပေါ့ဗျာ။သွားကန်ဒီနှစ်တွေမှာနည်းနည်းတော့ရီးရတာပေါ့။ခန္ဓာကိုယ်ကြီးကာပြီးတော့ဘာမှအကျိုးသက်ရောက်မှုမရှိဘူး။ဘောလုံးတွေ delay ဖြစ်တယ်။လီဗာပူးနဲ့ပွဲဆိုလို့ရှိရင်ဗျာအဲ့တုန်းကလီဗာပူးကချန်ပီယံဖြစ်မဲ့နှစ်အရန်ကောင်းနေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့အဖွင့်ခိုးရမယ့်အခြေအနေကိုလာကာဇက်ပဲအသုံးမချနိုင်ခဲ့ဘူး။ဒီလိုကိစ္စမျိုးတွေတော့ရှိတာပေါ့လေ။ Anyway သူ့ရဲ့စိတ်ဓာတ်နဲ့အသင်းကိုစီနီယာပီပီတသားနဲ့ဆွဲတင်ပေးခဲ့တာကတော့လုံးဝညင်းစရာမရှိဘူး။အားလုံးလည်းအမှတ်ရနေကြမယ်ထင်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့ကျေးဇူးတင်ဗီဒီယိုကနေလာကာဇက်ကိုအမှတ်ရတဲ့အကြောင်းပြောလိုက်ရပါတယ်။ခြားသူတွေလည်းကိုယ့်ရဲ့အမှတ်တရလေးကိုမျှပေးကြပါအောင်။နောက်တစ်ယောက်စီဆက်ကြစို့Granit Xhaka အနေအမြင့်တက်ကြအနေအမြင့်တက်ကြအသင်းကိုရောက်လာတယ်ပြည်သက်တွေချစ်ကြတယ်သူကလည်းအများကြီးလုပ်ပေးနိုင်တယ်အဲ့ဒီနောက်မှာကပတိန်ဖြစ်လာတယ်ဆူဆွေးရွားဖြစ်သွားတယ်အသင်းကနေထွက်သွားပြီလို့တောင်မှကျွန်တော်တို့မှတ်ရတယ်ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း Arsenal ပြည်သက်တွေရဲ့ထွက်သွားဆိုတဲ့ပြောစကားတွေအကုန်လုံးကိုကျွန်တော်တို့မြင်ခဲ့ရတယ်တွေ့ခဲ့ရတယ်အရာအလုံးကသူ့အတွက်တော်တော်လေးဆိုးရွားနေခဲ့တယ်အဲ့ဒီနောက်မှာနီးပြသစ်ဖြစ်လာတဲ့ Mikel Arteta ရဲ့ချောင်းဖျားမှုနဲ့အတူတူအသင်းမှာဆက်ရှိနေဖို့အတွက်နာချနိုင်ခဲ့တယ်တကယ်လည်းအလုပ်ဖြစ်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့အသင်းကနေထွက်သွားဆိုပြီးတော့ပြောခဲ့ဆိုခဲ့ကြတဲ့သူတွေအကုန်လုံးကျွန်တော်တို့မှားသွားပါတယ်ဆိုပြီးတော့ဗီဒီယိုပြန်ရိုက်ရတဲ့အခြေအနေတရက်ကိုရောက်ရှိခဲ့ပါတယ်တော်တော်လေးဆိုးဆိုးရွားရွားဖြစ်ခဲ့ပေမဲ့ပြည်သက်အချစ်တော်ကစားသမားတယောက်အဖြစ်ပြန်လာနိုင်ခဲ့ပါတယ်သူကတော့လာကာဇက်နဲ့မတူဘူးစိတ်ဓာတ်ပိုင်းဆိုင်ရာအရာရော performance ပိုင်းဆိုင်ရာအရာပါ
အများကြီးအသင်းကို impact ပေးနိုင်ခဲ့တဲ့သူဖြစ်တယ်ဒီဗီဒီယိုကိုကြည့်နေရင်းနဲ့လည်းသူ့ရဲ့လုပ်ပေးနိုင်ခဲ့တဲ့အရာအများကြီးကိုပရိသတ်တွေပြန်သတိရနေကြလိမ့်မယ်လို့ထင်ပါတယ်သူသွင်းခဲ့တဲ့ကိုရီးယားတော့ထားလိုက်ပါတော့เนาะအဝေးကြီးကနေလှမ်းကန်တဲ့အားပါပြင်းထန်တဲ့ကန်ချက်ပေါင်းများစွာနဲ့အသင်းကြီးတွေကိုကိုရီသွင်းပေးခဲ့တဲ့အသေးအတန်ချိန်တွေမှာလည်းရှေ့ကနေမမရက်တီပေးနိုင်ခဲ့တယ်။ရန်ဖြစ်စရာရှိလို့ရှိရင်လည်း granite ဆိုလို့ရှိရင်ဘလို့လုံးမှာဆိုပြီးတော့အခုထိပြောစရာဖြစ်နေစေ attitude မျိုး behavior မျိုးကိုပြသခဲ့တဲ့လူဖြစ်တယ်။စိတ်ပိုင်းဆိုင်ရာမှာကြောမှုကတော့ပြောမနေနဲ့တော့တကယ်ကိုအားလုံးအတွက်ဥဆောင်ပေးနိုင်ခဲ့တဲ့သူဖြစ်တယ်။ဒီနေရာမှာပရိသတ်တချို့အမှတ်မှားနေတာလေးကိုဒီဗီဒီယိုကနေတစ်ဆင့်ကျွန်တော် correction လုပ်ချင်ပါတယ်။အဲ့ဒါကတော့ Granit Xhaka ရဲ့နေရာကိုဖြည့်ဆည်းပေးနိုင်တဲ့ကစားသမားတယောက်မရှိတိုင်းမှာတချို့သောပရိသတ်တွေက comment ပေးကြတယ်။အာတီတာကစားသမားလည်းပြန်မရှာနိုင်မင်းနဲ့ Granit ကိုရောင်းလိုက်တယ်ဆိုတဲ့စကားပဲအမှန်တကယ်တော့အဲ့ဒါမဟုတ်ပါဘူး။ Granit ကထွက်တော့မှာမဟုတ်လို့အာတီတာသွားတောင်းပန်ပြီးဆွဲထားလိုက်လို့ကျွန်တော်တို့တွေအကုန်လုံးကGranit Xhaka ရဲ့ဒီလို performance တွေဒီလို attitude တွေကိုပြန်ပြီးမြင်ခဲ့ရတာပါအခုကကြတော့သူကိုယ်တိုင်လည်းအသင်းကနေထွက်ချင်ပြီးနားချင်ပြီးဆိုတဲ့အတွက်ကြောင့်ကစားသမားရဲ့ဆန္ဒကိုလိုက်ရောပေးပြီးတော့လေးစားသမှုနဲ့လက်လွတ်ပေးလိုက်ရတာဖြစ်ပါတယ်အာတီတာအခုချိန်ထိ Granit ရဲ့နေရာကိုပြန်ပြီးတော့မဖြစ်နိုင်သေးတာကအမှန်တရားပါဒီကိစ္စကိုမိတ်ဆွေတို့နဲ့ကျွန်တော်သဘောချင်းမျှပါတယ်သဘောတူပါတယ်သို့တော့အာတီတာမဆွဲထားခဲ့ဘူးအာတီတာကထုတ်လိုက်တယ်ဆိုတဲ့အချက်ကတော့နီးပြကိုကြိုက်ကြိုက်မကြိုက်ကြိုက်ကျွန်တော်တို့ညင်းရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တကယ်မဟုတ်လို့ပါပဲဆိုတော့ကျွန်တော်တို့အသင်းရဲ့အကူပြောင်းကာလမှာ player အများစုကဥဆောင်မှုမပေးနိုင်ခဲ့ကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့လူငယ်လေးတွေကတော်တော်လေးယုံခဲ့ရတယ် senior player တွေရဲ့ဝန်းရံမှုရဖို့နေသက်သာ senior player တွေစီကလိုအပ်တဲ့အခြေခံအချက်လေးတွေတောင်မရခဲ့ဘူးဒါကြောင့်မလို့ Saka, Martinelli, Smith Rowe, Eddie Nketiah နောက်တန်းက Ramsdale တို့အုပ်စုတွေ Ben White တို့အုပ်စုတွေ Gabriel Magalhaes တို့အကုန်လုံးကတော်တော်လေးယုံခဲ့ကြရတယ်သို့တော့အဲ့ဒီလို player တွေကြားထဲမှာ Granit Xhaka တို့လိုမျိုး Lacazette တို့လိုမျိုး senior ပီသားစွာနဲ့ဆွဲခေါ်ပေးနိုင်ခဲ့ကြတဲ့သူတွေလည်းရှိပါတယ်ဒီဗီဒီယိုကတော့ခြေစွမ်းပိုင်းဆိုင်ရာအရာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေစိတ်ဓာတ်ပိုင်းဆိုင်ရာအရာလူငယ် player တွေကိုကူညီပေးနိုင်ခဲ့တယ်တွဲခေါ်ပေးနိုင်ခဲ့တယ်အသင်းကထွက်သွားရတဲ့အချိန်မှာလည်းပရိသတ်တွေစီကအချစ်တွေကိုဆက်ပြီးတည်ဆောင်နိုင်ခဲ့တဲ့ player တွေတဲကတချို့ကိုကျွန်တော်ကပြန်ပြီးထုံနှုတ်တင်ပြပေးတာဖြစ်ပါတယ်အတိအကျပြောရရင်တော့ Granit Xhaka နဲ့ Alexander Lacazette ကိုကျေးဇူးတင်တဲ့အကြောင်းပြောတဲ့ဗီဒီယိုဖြစ်ပါတယ်မကြခင်ဘောလုံးပွဲတွေပြန်လာပါတော့မယ်နိုင်ငံတကာရက်သက်ပတ်မှာလည်းခြေစွမ်းပြနိုင်တဲ့ကစားသမားတွေအင်မတန်များခဲ့တဲ့အတွက်ကြောင့်ပရိသတ်တွေလည်းဝမ်းသာနေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လိုအပ်တာတွေရှိရင်အာမနာတန်းစကလုံးရွေးစရာမလိုဘဲနဲ့ကျွန်တော်ကို address လုပ်ပြီးတော့ comment မှာရေးလို့ရပါတယ်ကျွန်တော်တည်တည်ချာချာဖတ်ပြီးလိုအပ်တာတွေပြင်ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ